Hello တိတ်ချရတဲ့မိသားစုတယောက်စတိုင်ကိုသခင်ရှုခရစ်တော်ဖျားနာမ၌မင်္ဂလာပါဒီကနေ့15ရက်6လ2026ခုနှစ်ရဲ့မင်္ဂလာနေ့တည်လေးထဲမှာထာဝရဘုရားသည်တင်းကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်တင်း၌မျက်နှာတော်အလင်းကိုလွှဲ၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင်းကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင်ချစ်တဲ့မိသားစုများဒီကနေ့ရှမသက်ခရစ်ဝင်ခန်းကြီး6အခန်းငယ်1ကိုအတူတူပါဆင်ခြင်ခွာယူကြရအောင်လူတို့မြင်စေခြင်းကကိုယ်တီလအကျင့်ကိုသူ့ရှေ့မောက်၌မကျင့်မိကြောင်းတတိပြုကြလောသို့မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘတ်ထံမှအကျိုးကိုမခံမရကြချစ်တဲ့မိသားစုများသခင်ရှုခရစ်တော်ဘုရားဟောတဲ့တောင်ပေါ်ဒေသနာပေါ့နော်တောင်ပေါ်ဒေသနာကရှမသက်ခရစ်ဝင်ခန်းကြီး9 6 9 3ခန်းပေါ့ဆိုတော့အခန်း6ငယ်1ရောက်လာတဲ့အခါမှာတဲ့လူတွေမြင်ဖို့အတွက်ကိုယ်သီလအကျင့်ကိုသူ့ရှေ့မောက်မှာမကျင့်ဖို့အတွက်သတိပြုပါအဲ့လိုကျင့်တဲ့သူကတဲ့လူရှေ့မှာတော့အကျိုးရတယ်ဖခင်ရှေ့မှာတော့အကျိုးမရဘာဖြစ်လဲဆိုတော့တဲ့အဲ့ဒီအချိန်တုန်းကဖာရိရှဲတွေကတခုခုလှုပ်တော့မယ်ဆိုရင်အိုးအယူအသေးခံနဲ့လူရှိသူရှိပွဲလန်းသပင်လန်းစုံလန်းกว่าမှာအယူအသေးခံအိုးလူတွေကကြည့်ရင်ဆရာကြီးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့လေနော်ဆိုတော့သူတို့အဲ့အရင်သဘောကျတယ်ဟုတ်တယ်လူတွေအထင်ကြီးတယ်အဝတ်စားလည်းလူများလို့မတူခန့်ညာနဲ့ဟုတ်ပြီလားတကယ်ဝတ်လုံနေနဲ့တကယ်ရှေခန့်ပေါ့ဗျာနော်ယူသေးဖွယ်ပါပဲယူသေးစီရပါပဲဆိုလူတွေယူသေးပါတယ်ဒါပေမဲ့ယေရှုကသူ့ရဲ့တပည့်သားသမီးတွေကိုသူ့ယုံကြည်တဲ့သူတွေတောင်ပေါ်ဒေသနာမှာသူ့စကားကိုသူ့တရားကိုနားထောင်တဲ့သူတွေလူတွေမြင်ဖို့အတွက်ကိုယ်တီလာအကျင့်ကိုသူ့ရှေ့မောက်မှာမကြည့်မိကြောင်းနော်တတိပြုပါအဲ့ဒါဆိုရင်တော့တကယ်လို့အဲ့လိုလုပ်မယ်ဆိုရင်တော့ကောင်းကင်ဘုံမှာဘာအကျိုးမှရမှာမဟုတ်ဘူးဒါဆိုရင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာကောင်းကင်ဘုံကအကျိုးရဖို့အတွက်ဖခင်ရဲ့ရှေ့မောက်မှာကျွန်တော်တို့ကျင့်ဆောင်ပြုမှုဖို့ပဲရှိတယ်ဖခင်ရဲ့ရှေ့မောက်လို့ပြောတဲ့အခါမှာလူတွေမမြင်ပေမဲ့ဖခင်မြင်လူတွေမသိပေမဲ့ဖခင်သိတယ်အခုခေတ်စကားနဲ့ပြောမယ်ဆိုရင် online ပေါ်မရောက်ပေမဲ့ဖခင်ရဲ့ရှေ့မောက်မှာကျွန်တော်တို့ရဲ့ကြင်ကြံပြုမှုခြင်းကရောက်နေတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဆုတောင်းတာပဲဖြစ်ဖြစ်အလူငွေထက်ပန်ဝင်တာပဲဖြစ်ဖြစ်စတိတ်စင်ပေါ်မှာပဲပန်ဝင်တာဖြစ်ဖြစ်စတိတ်စင်အောက်မှာပန်ဝင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ပန်ဝင်တဲ့အမှုအရာအကုန်လုံးတွေကတကယ်ဘုရားရဲ့ရှေ့တော်မောက်မှာဖြစ်တယ်ဆိုတာနှလုံးသားအကျွင့်မဲ့နဲ့ပါဝင်လှုပ်ဆောင်ဖို့အတွက်သခင်ရှုခရစ်တော်ကဒီညမှာတွင်တင်ထားတာဖြစ်တယ်လူတွေမမြင်လဲမမှုပါနဲ့ဘုရားသခင်မြင်တယ်ဘုရားသခင်အကျိုးကြီးမားစွာပေးဖို့ရှိပါတယ်ဒါကြောင့်မိသားစုများငါတို့ကတော့ online ပေါ်မတက်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့လုပ်မယ်မဟုတ်ဘူးချစ်တဲ့မိသားစုများကျွန်တော်တို့လုပ်နေတဲ့အရာတွေကျွန်တော်တို့ပြီးတဲ့အရာတွေ online ပေါ်မတက်ပေမဲ့လူတွေမမြင်ပေမဲ့ဖျားမြင်တယ်ဖျားသိတယ်ဆိုတာသိရှိပြီးတော့မှတကက်ဖျားရဲ့ရှေ့မောက်မှာတနေ့အကျိုးပြန်ပေးမဲ့ဖျားသခင်ရဲ့ရှေ့မောက်မှာလူတွေမမြင်ဘဲနဲ့မမြင်ပေမဲ့နှလုံးသားအကျွင်းမဲ့နဲ့ပါဝင်ဆက်လက်ပြီးတော့မှလှုပ်ဆောင်နိုင်တဲ့သားသမီးအသီးသီးဖြစ်ဖို့အတွက်နှုတ်ကပတ်တော်အဖြစ်မေတ္တာနဲ့ဝင်ကြတယ်တယောက်စီတိုင်းကိုဖျားသခင်ကောင်းကြီးပေးပါစေအာမင်ဒီနေ့တာအတွက်ဆုတောင်းဆက်ကပ်နေရအောင်အသက်ရှင်တဲ့ဘုရားသခင်ကိုရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်တယောက်စီတိုင်းကိုရောဘုရားသခင်ရဲ့ရှေ့တော်မောက်မှာအသက်ရှင်လှုပ်ရှားသွားနိုင်နေဆိုတာသိရှိပြီးတော့မှအလိုတော်အကျင့်စီတော်နဲ့တကွာဘုံတော်အဖို့လုံးကတယောက်စီတိုင်းရဲ့အသက်တာတည်တည်ကိုပို့ဆောင်မှမြည်အကြောင်းလဲတော်ထမအနန္တလို့ဘုရားသခင်ဒီနေ့တာရှောင်းလမ်းမဲ့ကိုရဲ့သားသမီးတယောက်စီတိုင်းအပေါ်မှာကိုရောခွန်အားကျမ်းမချင်းဉာဏ်ပညာအစွမ်းတကူနဲ့တနေ့တာလုံးကိုဘုရားလူရင်းကြီးကျွလွမ်းနေတဲ့တမ်းများအသီးသီးဖြစ်ဖို့အတွက်ဒီနေ့တနေ့တာဟာအောင်မြင်သောနေ့တနေ့တာဖြစ်စေဖို့အတွက်တရားစတန်ကိုရောဖျားကောင်းကြီးပေးပါမည်အကြောင်းသခင်ရှုခရစ်နာမ၌ဆုတောင်းပါ၏မြတ်တော်ရှင်ဖတ်ပြသခင်အာမင်